140ခုမြောက်သောစာလံအပိုင်ငယ်1မှ10အိုးထာဝရဘုရားကိုရောကိုအကျွန်ုပ်အော်ဟစ်ပါ၏အလင်းအမြန်ကြွလာတော်မူပါကိုရောကိုအော်ဟစ်သောအခါအကျွန်ုပ်၏စကားတန်ကိုနားထောင်တော်မူပါအကျွန်ုပ်၏ပတနာသည်မိရှုသောနတ်သားပေါင်းကဲ့သို့၎င်းလက်ကိုချီချင်းသည်ညဥ်ရန်ပူဇော်တကာကဲ့သို့၎င်းရှေ့တော်၌ပြင်ဆင်လျက်ရှိပါစေသောအိုးထာဝရဘုရားအကျွန်ုပ်၏နှုတ်ရှိမှကင်းကိုထားတော်မူပါအကျွန်ုပ်၏နှုတ်ခမ်းတကားကိုစောင့်တော်မူပါဒုစရိုက်ကိုပြုသောသူတို့နှင့်အတူအကျွန်ုပ်ပါ၍မတရားသောအမှုဒုစရိုက်အမျိုးမျိုး၌ကျင်လည်စေခြင်းငှာအကျွန်ုပ်၏စိတ်နှလုံးကိုမကောင်းသောအမှုအရာတို့သွေးဆောင်တော်မမူပါနှင့်ထိုသူတို့၏ခဲပွေစားပွေတို့ကိုအကျွန်ုပ်မစားပါစေနှင့်ဖြောင့်မတ်သောသူသည်အကျွန်ုပ်ကိုဒဏ်ခတ်ပါစေသောကျေးဇူးရှိပါလိမ့်မည်ဆုံးမပါစေသောအကျွန်ုပ်ဦးခေါင်းကိုလိမ့်သောစီဖြစ်ပါလိမ့်မည်ထက်၍ပြုတော်လဲအကျွန်ုပ်မငင်းပါယခုမူကားသူတစ်ပါးပြုသောအတ္တမအမှုတစ်ဖက်၌ဆုတောင်းရပါ၏သူတို့၏အကဲအမှုတို့သည်ကြောက်တွင်းနားမှလွတ်၍အကျွန်ုပ်၏စကားကိုကြားရကြပါ၏ထိုစကားလဲချိုပါ၏မြေပေါ်မှထင်းကိုခုတ်၍ခွဲတကဲ့သို့မရဏနိုင်ငံတကားဝမှအကျွန်ုပ်တို့၏အယိုးများတို့သည်ကွဲပြားလျက်ရှိကြပါ၏အိုးဖျားရှင်ထာဝရဘုရားကိုရောကိုအကျွန်ုပ်မျှော်ကြည့်ပါ၏ကိုရော၌ခိုလုံပါ၏အကျွန်ုပ်၏အသက်ကိုတွန်ပစ်စေတော်မမူပါနှင့်အကျွန်ုပ်ဖို့ထောင်ထားကြသောကြော့ကွဲမှ၎င်းဒုစရိုက်ကိုပြုသောသူတို့၏ညွတ်မှ၎င်းအကျွန်ုပ်ကိုလွတ်စေတော်မူပါထို့သောအကျွန်ုပ်သည်လွန်သွားသောအခါမတရားသောသူအပေါင်းတို့သည်မိမိတို့ကြော့ကွင်းထဲသို့ကြကြပါစေသောအာမင်God bless you